ကျွန်တော်ဒီနေ့ရပြမှာနမောင်နိုင်ရတဲ့သူကဒီကားလေးကိုရမှာဖြစ်ပါတယ်အပိုင်ပါဗျာမအဲ့နှကောင်းလာမှာဖြစ်ပါတယ်မတကားလုံးမကြီးမျိုးကြီးငါရှဲပြမယ်ငါရှဲပြမယ်အမလေးဒီနာအမvery ဒီဦးနေမမြင်လားမမျက်ခွက်ကြီးဒီနာကဲစားပါမယ်5 4 3 2 1 let'sရှော့ပေးရတော့ထင်ရတော့လူကြီးကရှော့ပေးခြင်းမပါပါလူကြီးခလေးနိုင်တယ် လက်မကြွားနဲ့ လမ်းမကြွားဘူး ဒီပလာနဲ့နည်းနည်းကြာပါမကြည့်ကျင်တဲ့လူရဲ့ကြော်ပါမကြောက်တော့မကြောက်နဲ့အောင်တော့ကြွိုင်တော့မှတီးတာမကြောက် like and subscribe လုပ်ပြီးမှသာကြော်သွားတော့ဟုတ်ပြီကြော်ရှည်တော့မကြော်ရှည်တော့ like and subscribe လုပ်ပြီးတော့ကြည့်တော့ငါဆောင်းတော့အစားတော့စစောက်လုံးနေတဲ့ဗီဒီယိုမှာငါမေ့သွားလို့ကဲမမရောက်ပါတော့အနိုင်ရကြီးသူကတော့ရဒီပါဘူးဘသူစံမီပါအော်ဒီသူ့ွားတဲ့လူကိုအရန်တနာတာဖြစ်တဲ့ကြောင့်မဟုတ်ကားတစ်စီးနဲ့ဆောင်ပြီးပြောရတော့ရဒီတော့ရဒီရဲ့တော့ရဒီရဲ့နင့်ကားလားမယန်နဲ့တော့မယန်ကြနဲ့ကောင်းမလေးတော့မဟုတ်ဘူးပေးလိုက်ပါကွာနင်းနိုင်လာလားလို့နင်းနိုင်လာလားကဲရံမဖြစ်ရတယ်လို့ဟေ့ရောကဲတော့ရဒီရဲ့ဝဘလောအကောက်ကဆိုင်ပြီးပါတယ်တခြားအရှိကိုလဲလိုက်နာရန်ဖြစ်နေတဲ့အချိန်မှာဖြိုးသူရကျော်နဲ့ဖြိုးသူရကျော်အင်္ဂလိပ်နာမည်ကမောင်စမတ်ပေါ့နော်မီရဲ့နာမည်ကကြတော့စံမီဘသူ့ကိုအားပေးတဲ့လူကိုကောမန့်မှာစံမီလို့ရေးခဲ့မောင်စမတ်လို့ရေးခဲ့ဒါပဲမြန်မာလို့နော်မြန်မာလို့ရေးခဲ့တော့နောက်ပြီးတော့နောက်ထပ်တစ်ချက်ရှိတယ်နောက်တစ်ချက်ကဘာလဲဆို like and subscribe လုပ်ခဲ့မလုပ်ခဲ့တဲ့လူကိုမြန်မာနိုင်ငံကနေလက်သီးနဲ့ထိုးလိုက်မယ်နော်အခါဟိုးအိန္ဒိယဝါဟုတ်အိန္ဒိယမဟုတ်ပဲနိုင်ငံဘောင်းကနေဖြတ်ပြီးမြန်မာနိုင်ငံပြန်ရောက်လာမယ်ပြန်မရောက်ခင်ဘူးဆိုအခုချိန်ချင်းလိုက်လုပ်လိုက်ကျွန်တော်တော်လို့ပြောလိုက်လို့နော်လိုက်မလို့စောက်ဝတ်ထုံးမှာအိန္ဒိယနိုင်ငံအပြင်ရောက်ပြီးတော့တိုင်နဲ့တကဘာပတ်ပြီးတော့တခါလဲအိမ်ကိုပြန်ရောက်လာ3မိနစ်ပြေးတော့မယ်တတာကြည့်လို့